ဟာဂျီမဲမရှိတွေ့ရတာဝမ်းသာပါတယ်ပထမဆုံးချိန်တွေ့တဲ့အခါမှာသုံးတာနော်စွိတုံမှုရှိမဲ့စွိလို့ခေါ်ပါတယ်မြန်မာခါရာခီမရှိမြန်မာနိုင်ငံကလာခဲ့တာဖြစ်ပါတယ်ကိုယ့်ရဲ့ပညာရေးချင်းတို့အတွေ့အကြုံတို့ဥပမာနီဟွန်ကွန်တို့ကျော်ရှိနိုရှိကောတိုကိုဂျပန်စာသင်ကြားတဲ့အလုပ်ကိုပေါ့နော်ဟာချီနန်ကန်ရှင်းနှစ်ကြာပေါ့နော်ယာရီမရှိလုပ်ခဲ့ပါတယ်ချောရှောကိုယ့်ရဲ့အာသာချက်ကတော့ဝါကာရီယာစုခုနားလေရလွယ်ကူအောင်ဆက်စုမဲစုရုခုတို့နော်ရှင်းပြတာတော့ဂမယ်တိခံစိတ်ကစူရောကြီးပေါ့နော်အားကောင်းတာဖြစ်ပါတယ်ဒီအလုပ်ကိုရှောက်ထားရတဲ့ရည်ရွယ်ချက်ပေါ့နော်အိုရှီယေရုနိုကစကီနာနိုတဲ့နော်တင်ပြရတာကိုနှစ်သက်တဲ့အတွက်ကြောင့်ပေါ့နော်ရှောက်ထားရတာအဲ့ဒါပြပါနော်အရှောက်ကမဲကန်ပါလီမက်ဆုနိုတဲ့အပတ်တကုတ်စူးစမ်းမှာဖြစ်တဲ့အတွက်ကြောင့်どうぞよろしくお願いいたします。issue ဆောင်ရှောက်ပေးဖို့တောင်းဆိုပါတယ်ပေါ့နော်အဲ့ဒီခါကျတော့ဒါကမဖြစ်မနေစင်စီတို့ဘာလဲဆိုတော့ interview ပေါ့နော်အလုပ် interview မယ်ဆိုမဖြစ်မနေပြောရမယ်ပါလဲဆိုတော့ဒါကိုဂျီခိုရှော့ကိုင်းလို့ခေါ်ပါတယ်မိမိကိုမိတ်ဆက်ခြင်းဖြစ်ပါတယ်မိမိကိုမိတ်ဆက်တော့မယ်ဆိုရင်သစချင်းမှာဟာဂျီမဲမစတဲနဲ့စမယ်အောက်ဆုံးမှာအပတ်တကုတ်ကြိုးစားမှာကြောင့်တ िश ူဆောင်းလျှောက်ပြီးပါနဲ့ဆုံးတက်ရပါမယ်အဲ့တော့သူ့ကိုဘယ်လိုဆိုဂျီခိုရှော့ကိုင်းကိုရှော့ကိုင်းမိမိကိုမိတ်ဆက်ခြင်းလို့ခေါ်ပါတယ်နိဒါကတော့စစ်စစ်တို့ဂျပန်မှာဖြစ်ဖြစ်မြန်မာနိုင်ငံမှာပဲဖြစ်ဂျပန်နဲ့ပတ်သက်တဲ့ဘယ်အလုပ်မဆိုရှောက်ပြီဆိုလို့ရှင်တော့ဂျီကိုရှော့ကိုင်းမိမိကိုမိတ်ဆက်တာအနေပြီးတော့စပါတယ်အဲ့တော့ကိုကကြိုက်တဲ့အလုပ်ရှောက်လို့ရတယ်ဘာသာပြန်ဓာတ်တောက်ဆိုင်ဟိုတယ်စသဖြင့်ပေါ့နော်အလုပ်တစ်ခုကိုရည်ရွယ်ချက်ထားပြီးတော့မှဘလို့ပုံစံလေးတွေပြောချင်လေကိုပြောချင်တဲ့အတိုင်းကိုရေးသားပေးပါအဲ့တော့ကိုပြောမိကြခြင်းကြီး10မိနစ်ထံမပိုရပါဘူးရေးကြည့်တာနော်ဂျီကိုရှော့ကိုင်းနေပါတယ်လေ10မိနစ်ထံမပိုရပါဘူးအများကြီးရေးလို့မရဘူးကိုဘာလဲဆိုတော့အပီးပေါ့နော်ကိုခန့်ကျင်လာအောင်ပြောရတယ်ဒါပေမဲ့အများကြီးပြောရင်ဖုံတဲ့အတွက်ကြောင့်ဂျပန်နိုင်ငံမှာတတ်မှတ်ထားပါတယ်အလုံးလျှောက်တဲ့အခါမှာဂျီကိုရှော့ကိုင်းမိမိကိုမိတ်ဆက်ရမယ်ဒါပေမဲ့မိမိကိုမိတ်ဆက်တာဒီ一本以内10မိနစ်အတွင်းဖြစ်ရပါမယ်ဒါလေးပါပဲအဲ့တော့ရမလားအဆင်ပြေမလား